နှင်းထွက်တာကိုထွက်ကြည့်တာပေါ့ဗျာနော်ဒီမှာအပြင်မှာအစားအစာအိတ်ကလေးလာပြေးရင်းနဲ့ကျွန်တော်စီမှာတော့ခုမှနှင်းကြတယ်လို့နှင်းကြရဆိုတာနှင်းကလည်းတန်းကိုဖွေးနေအောင်ကြတာဟေးဒါတော့ကျွန်တော်တို့ဆောင်းကကျွန်တော်အိမ်ပိုင်ချင်းတစ်ထေးဒီကိုယ်တိုင်ကျုံးနေပြီနင်းကြတော့ခဏထွက်ကြည့်တာပေါ့ဗျာဒီကတော့ကျွန်တော်တို့အိမ်ဘေးမှာရှိတဲ့စားတောက်ဆိုင်လေးပါဒီကတော့တော်တော်လေးကိုထူတယ်လေဒီနေ့ကတော့ကျွန်တော်တို့စီမှာတော့ပထမဆုံးကြာတာပေါ့ဗျာကျွန်တော်ရက်ကွက်ထဲမှာပေါ့ရက်ကွက်ထဲမှာနှင်းကြတော့နားရှောက်တော့ဒီနေ့တော်တော်လေးတော့ကြာတယ်ဟာဟောဒီကွာနှင်းလာကြတာအေးဒါမိုင်းနဲ့ဝမ်းပဲရှိတယ်မိုင်းနဲ့ဝမ်းပဲရှိတယ်ဆိုမှလည်းလေတိုက်နေတော့ဒီမှာတော့စားတော့ဆိုင်နေဆိုတော့အနက်ရောပွင့်ရပဲအိုး